ကိုယ့်ရဲ့အလုပ်လုပ်နိုင်စွမ်းလုပ်ငန်းစွမ်းဆောင်ရည်တွေတိုးတက်အောင်ဘယ်လိုစူးစမ်းရမလဲအကောင်းဆုံးစူးစမ်းနေလဲစူးစမ်းတဲ့အရာမထင်လို့ကိုအားမလို့အားမရဖြစ်နေတာလားဖြစ်ပါနဲ့ခင်ဗျားကရည်ချင်းတဲ့လုပ်နိုင်စွမ်းတွေရှိနေပေမဲ့ဒီလန်ကောင်းမတွေ့သေးလို့ပါခုပြောပြမယ့်အကြောင်းအရာလေးတွေကိုတေချာအာရုံစိုက်မှတ်သားပြီးလက်တွေ့ကျင့်သုံးကြည့်ပါနံပါတ်1ပန်းနိုင်တတ်မှတ်ခြင်းပန်းနိုင်တတ်မှတ်ခြင်းကလုပ်ငန်းစွမ်းဆောင်ရည်တိုးတက်ဖို့အတွက်အခြေခံအကျဆုံးနဲ့အရေးကြီးဆုံးအရာပါ SMART SMART လို့အတူကောက်မှတ်ပြီးပန်းနိုင်တွေထားပါခင်ဗျားရဲ့ပန်းနိုင်တွေဟာ specific တိကျတဲ့ပန်းနိုင်ဖြစ်ရမယ် measurable တိုင်းတာနိုင်တဲ့ပန်းနိုင်ဖြစ်ရမယ် achievable ဖြစ်နိုင်ခြေရှိတဲ့ပန်းနိုင်ဖြစ်ရမယ် realistic လက်ရှိအလုပ်နဲ့ကိုက်ညီသက်ဆိုင်တဲ့ပန်းနိုင်ဖြစ်ရမယ် timely အချိန်ကာလတစ်ခုသတ်မှတ်ပြီးအကောင့်ထဲပေါ်လို့ရတဲ့ပန်းနိုင်ဖြစ်ရမယ်ကိုယ့်ရဲ့ပန်းနိုင်တွေကိုအပိုင်းလိုက်ခွဲလိုက်ပါတိတ်ကြီးတဲ့ပန်းနိုင်တစ်ခုကိုတေးသေးလေးတွေအဖြစ်ခွဲပြီးတစ်ခုချင်းစီကိုလှုပ်သွားပါဒါမှအလုပ်တွေကပုံမလွယ်ကူပြီးအောင်မြင်နိုင်မယ်လို့ခံစားမိမှာပါနံပါတ်2အချိန်စီမံခန့်ခွဲခြင်းအစီအစဉ်ဆွဲပါနေ့စဉ်အပတ်စဉ်လုပ်ရမယ့်အလုပ်တွေကိုစည်ရင်းတစ်ခုချရေးပါအရေးကြီးတဲ့အလုပ်တွေကိုပထမဆုံးလုပ်ဆောင်ပါနံပါတ်3အလုပ်လုပ်ပုံပြောင်းလဲခြင်းအရေးကြီးတဲ့အလုပ်တွေကိုဦးစားပေးပါအရေးကြီးပြီးချက်ချင်းလုပ်မှရမယ့်အလုပ်တွေအရေးကြီးပေမဲ့ချက်ချင်းမလုပ်လည်းရသေးတဲ့အလုပ်တွေကိုခွဲခြားသတ်မှတ်ပါအများဆုံးအာရုံစိုက်နိုင်တဲ့အချိန်မှာအလုပ်လုပ်ပါမနေ့ပိုင်းမှာအလုပ်တွေပိုပြီးတယ်ဆိုလို့ရှိရင်အရေးကြီးတဲ့အလုပ်တွေကိုမနေ့ပိုင်းမှာလုပ်ပါညပိုင်းကိုပိုအားတန်ညပိုင်းမှာအလုပ်လုပ်ပါအလုပ်တွေကိုစုစည်းပါအလုပ်တစ်ခုပြီးမှနောက်တစ်ခုကိုပြောင်းတာထက်အလုပ်တူတာတွေကိုပေါင်းပြီးတစ်ခါတည်းလုပ်နိုင်အောင်လေ့ကျင့်ပါနံပါတ်4ကိုကြီးစိုက်ပါကျန်းမာရေးကောင်းပါသာလုပ်ငန်းစွမ်းဆောင်ရည်ကောင်းပါမလို့နေ့စဉ်အိတ်ချိန်9နာရီကနေပြီး10နာရီအထိအေးဝအောင်အိပ်ပါအလုပ်ကိုတက်တက်လုပ်မဲ့အစားမကြာခဏအနားယူပေးပါကော်ဖီတောက်တာလမ်းလျှောက်တာမျိုးနဲ့စိတ်ကိုလန်းဆန်းအောင်လုပ်ပါလေ့ကျင့်ခန်းလုပ်ပါနေ့စဉ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းကခန္ဓာကိုယ်နဲ့စိတ်ကိုပုံမကျန်းမာစေပါတယ်နံပါတ်5နည်းပညာကိုအသုံးချပါနည်းပညာတွေနဲ့ application တွေကိုအသုံးချပါ Microsoft To Do လို management application တွေသုံးပါ Google Calendar ဒါမှမဟုတ် Outlook Calendar လိုမျိုး application တွေကကိုယ့်အလုပ်တွေကို remind လုပ်ပေးနေပါလိမ့်မယ်ဒီအချက်တွေကိုလိုက်နာလုပ်ဆောင်ပြီးခင်ဗျားရဲ့ skill တွေနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင်ခင်ဗျားရဲ့လုပ်ငန်းစွမ်းဆောင်ရည်တွေတည်တည်တာတိုးတက်လာပါလိမ့်မယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးပါ like and subscribe လေးလုပ်ပေးခဲ့ကြပါဦး